ဖြစ်ဖြစ်သောဒုက္ခနိုင်သည်စေခိုင်းရမှုတော့ထားရဖို့လိုသည်အသက်စီတွေကိုရင်ဆိုင်ဖို့ရခုန်တန်းတိုင်းလို့ချင်းတွေကြော်လို့ရခုန်အားများယူရဲ့တို့ရဲ့ရည်ကြပါစို့အောင်မြင်ခြင်းဝထားရသိပါရယူဖို့အချိန်ရောက်ပြီငါတို့များယူရဲ့ကြပါစို့ဓမ္မတရားတိုင်းလာရှောက်တဲ့ရှင်တခေဖျားသည်ကတိတော်ထရပြီးကိုသိပိုက်စေပြီဖြစ်သောဒုက္ခနိုင်သည်စေခိုင်းရမှုတော့ထားရဖို့လိုသည်အသက်စီ